ဘာတစ်ခုမှာတော့ဦးကနဲ့ဟိုရာတို့ဟာမကြသေးငါမှထူးဆန်းနေတဲ့ဆွတ်ရှက်ပြုမှုတွေကြောင့်ဆွေးနွေးနေကြပါတယ်။အဲ့ချိန်မှာပဲသူတို့ရဲ့ခေါင်းဆောင်ပေါ်လာပြီးသူ့ရဲ့စီစဉ်တဲ့အတွက်သူတို့ရဲ့ကူညီမလို့ရဘူးလို့ပြောလိုက်ပါတယ်။နောက်တော့ရတာကိုလက်ရှာနေနဲ့ဆိုကိုကစုကူယိုမီကိုသူမတော်လိုင်းမှာပါဝင်ခဲ့စဉ်ကအကြောင်းတွေကိုမေးမြန်းခဲ့ပါတယ်။ဒါပေမဲ့ဝုစ်ကကြားဖြတ်ဝင်ပြောလာပြီးသူမဟာတော်လိုင်းတဲ့ဝင်ငယ်တွေကတိတ်မနေကြတာဖြစ်ပြီးတော့စုကူယိုမီဆိုတာဟာလှုပ်ဝက်ကောင်းနံပါတ်တစ်ခုသာဖြစ်တယ်လို့ဖွင့်ထားလိုက်ပါတယ်။အဲ့နောက်သူတို့ရေ G3 တဲ့ကျင့်ဝင်ရောက်သွားတဲ့အခါမှာတော့တပ်ဖွဲ့တွေဟာနောက်တော့ရတာတက်ခိုက်မှုထပ်မံခံရအောင်တွေ့လိုက်ရပါတယ်။ဆိုကို GS နဲ့ Woods တို့ဟာစစ်ချင်းမဲ့အသွင်ပြောင်းဝင်ရောက်တက်ခိုက်ကြပါတယ်။ဒါပေမဲ့အနာသာအာဂီတိုဟာရဒါ3ယောက်ကိုလေ့လို့ရှုပြီး G3 တပ်ဖွဲ့တွေကိုဒါပြစ်မှတ်ထားတက်ခိုက်နေခဲ့ပါတယ်။ပိုဆိုတာကသူက G3 တပ်ဖွဲ့ဝင်တယောက်ကိုကောက်လိုက်တဲ့အခါအဲ့လူကပါအနာသာအာဂီတိုဖြစ်ပြောင်းလဲသွားခဲ့တာပါ။အသက်ပြောင်းလဲသွားတဲ့လူကနောက်ထပ်ရဲရရှိတယောက်ကိုထပ်ကလိုက်ပြန်ရောအဲ့ရရှိကပါအနာသာအာဂီတိုဖြစ်ကိုထပ်မံပြောင်းလဲသွားပါရတယ်။အနာသာအာဂီတိုကအိုမိုရိုကိုတက်ခိုက်ဖို့ကြိုးစားတဲ့အခါစုကိုယိုမီကဝင်ရောက်ကာဝိုင်ပြီးလိုက်ရင်းနဲ့မထင်မှတ်ပဲအချိန်ကိုရပ်တန့်သွားစေခဲ့ပါတယ်။အဲ့နောက်နာသာအာဂီတိုနဲ့သူ့ရဲ့စစ်တပ်ကြီးဆောက်ခွာသွားခဲ့ကြပြီး Swatch ကတော့စုကိုယိုမီရဲ့စွမ်းအားကိုစိတ်ဝင်စားတဲ့လှုပ်ဝက်ဆောင်ပြနေခဲ့ပါတယ်။ဆိုင်ကိုပြောင်းလာတဲ့အခါမှာတော့သူတို့ရဲ့အဖွဲ့ဟာ G3 တပ်ဖွဲ့ကိုသာတိုက်ခိုက်ပြီးကုသပေါ်လာနိုင်တဲ့နာသာအာဂီတိုကြောင့်ဆက်လက်ဆွေးနွေးနေကြပါတယ်။ဆိုကိုကအင်တာနက်ပေါ်မှာအာဂီတိုရှောက်ဝဲကြည့်ရတာနဲ့ Restaurant အာဂီတိုဆိုတဲ့စောစောဆိုင်ကိုတွေ့သွားပြီး GS နဲ့အတူသွားဆုံစမ်းမှုထွက်လာခဲ့ပါတယ်။အဲ့အချိန်မှာပဲ Woods ကစုကိုယိုမီကိုသူမချိန်ရက်တဲ့စွမ်းအားသုံးလိုက်တာကိုသူမြင်လိုက်ကြောင်းဖွင့်ပြလိုက်ပါတယ်။ဆိုကိုနဲ့ GS တို့ကစောစောဆိုင်အာဂီတိုရောက်တဲ့အခါမာနာခါဆာနဲ့တွေ့ဆုံခဲ့ပါတယ်။ဆိုကိုတရားကိုမဆက်တာနှခါအောင်ရရှော့သားပြီးနောက်မှာတော့အာဂီတိုပမာလဲလို့မိလိုက်ပါတယ်။မာနာကအာဂီတိုကိုဆိုချီပြီးတည်ထားပေမဲ့သူကလက်ရှိနိုင်ငံခြားရောက်နေရလို့ဖြေပါတယ်။သူတို့ပြန်ထွက်သွားပြီးနောက်မှာတော့ဆိုစီကမာနာစီဖုန်းဆက်လာပြီးအိုမိုရိုကိုကူညီဖို့အတွက်ဂျမောင်ပြန်ရောက်နေဖြစ်ကြောင်းအကြောင်းကြားလိုက်ပါတယ်။တစ်ဖက်မှာလည်း Woods ကဆိုကိုရိုရှုပ်ပေါ်လာပြီးနောက်တော့အာဂီတိုထပ်မံတက်ခတ်နေဖြစ်ကြောင်းသတင်းပေးလာပါတယ်။တစ်ဆက်တည်းမှာပဲစုကိုယိုမီဟာသူမရဲ့ဆောင်းရည်ပေါ်ရှုပ်တွေဝေခွဲများဖြစ်နေတာကြောင့်ဒီစုံစမ်းစစ်ဆေးမှုမှာမပါဝင်တော့ပဲကျင်းနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဆောင်းကိုစိတ်ဝင်စားနေတဲ့ Swatch ကသူမကိုရှာတွေ့သွားပြီးစွမ်းရည်တဲချက်ထုတ်သုံးလာစေဖို့မူလနာသာအာဂီတိုစစ်ကိုဆင့်ခေါ်လိုက်ပါရတယ်။ G3 တပ်ဖွဲ့တွေနာသာအာဂီတိုရဲ့တိုက်ခိုက်မှုကိုခံရချိန်မှာဆိုကို GS နဲ့ Woods တို့ရောက်ခဲ့လာကြပါတယ်။ဒီချိန်မှာတော့နာသာအာဂီတိုတွေကဘင်းနာရဲတွေကဝေးမဆိုင်တော့ပါဘူး။ဆိုကိုက02အဖြစ် GS က GS Revive ဖြစ် Woods က Futuring Quest ဖြစ်တည်တည်ပြောင်းလိုက်ပြီးတော့ဝင်ရောက်တိုက်ခိုက်ကြပါရတယ်။ဒါပေမဲ့တိုက်ပွဲကအရန်ကိုရှော့တွဲလွန်နေလို့ဆိုကိုတယောက်ဝေခွဲမြဖြစ်သွားပါတယ်။ဒါနဲ့ပဲသူက0 Trinity Ravage ကိုတောင်းယူပြီး0 Trinity ဖြစ်ပေါင်းဆက်လိုက်ပါတယ်။ Woods ကတော့ဆိုဟိုနဲ့ GS တို့ဆက်ရိုက်သွားတဲ့အထိသူတို့ရဲ့အသွင်ပြောင်းလဲမှုကိုတခဏခဏကျင်ညာပေးဖို့အတင်းကျပ်တောင်းဆိုနေပါသေးတယ်။ဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့သူတို့ဟာနာသာအာဂီတိုတကောင်အနိုင်ယူနေခဲ့ပေမဲ့ကျန်တဲ့ကောင်တွေကတောင်းဆိုသွားခဲ့ပါပြီ။မူလနာသာအာဂီတိုစစ်ကတော့အချိန်ရက်တဲ့ဆွမ်းကိုမထိန်ချုပ်နိုင်သေးတဲ့စုကူယိုမီကိုမနာနဲ့ဆက်လက်လန်တက်ခိုင်နေခဲ့ပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်လေးမှာပဲဆိုချီဆူကာမီရုပ်ရက်ပေါ်လာပြီးကင်မရာဒါအာဂီတိုဖြစ်အသွင်ပြောင်းကသူမကိုဝင်ရောက်ကြိတ်မိလိုက်ပါတယ်။ဒါပေမဲ့ဒါရီအားလုံးဟာအာဂီတိုရဲ့ဆွမ်းတွေကိုခိုးယူဖို့အတွက် Swatch ထောင်ထားတဲ့ထောင်လေးတစ်ခုဖြစ်နေခဲ့ပါပါတယ်။ကင်မရာဒါအာဂီတိုနဲ့နာသာအာဂီတိုစစ်တပ်ကြီးတွေတိုက်ပွဲဟာကော်လောင်ရှုံတစ်ခုထဲမှာအဆောင်နဲ့ဆက်လက်ဖြစ်ပွားနေပါတယ်။အစပိုင်းမှာတော့ဆိုချီဟာသူ့ရဲ့ဝိုင်းတိုက်ပွဲအတွေ့အကြုံတွေကိုအသုံးချပြီး Storm Form ရော Flame Form မှာကြောင်းလိုက်ဖို့အသာစီးနဲ့ခုခံနေတာပါ။ဒါပေမဲ့လူရုံမာဟိုရာကစုကွေယိုမြတ်တက်ကိုတစားကန်လုပ်ပြီးဆင်းချလိုက်တဲ့အခါမှာတော့ဆိုချီကအောင်ရင်းသွားပါရတယ်။အဲ့ဒီခွင့်ရေးကိုသုံးပြီး Hiyuri ကအာဂီတိုရဲ့ဆွမ်းတွေကို Black Ravage ကိုခိုးဆူဆီးလိုက်ပြီးအာဂီတို Ravage ကိုဖိုင်လိုက်ပါတယ်။ Hiyuri ဟာအဲ့ဒီ Ravage ကိုမူလနာသာအာဂီတိုရဲ့ထည့်သွင်းလိုက်တဲ့အခါမှာတော့သူဟာ Cameraအာဂီတို Ground Form ဖြစ်ကိုအောင်စင်ကဲပြောင်းလဲသွားပါရတယ်။ဆိုကိုတို့အဖွဲ့ကူညီဖို့ရောက်လာချိန်မှာ Hiyuri ကဆိုချီကိုတပ်ဖို့အမိန့်ပေးလိုက်ပေမဲ့စုကူယိုမီရဲ့ဆင်ရဲတက်တဲ့ဆွမ်းအားကြောင့်ဆွတ်ဆောင်မလုပ်နိုင်ပဲအားလုံးဘေးကအောင်ထွက်ပြေးနိုင်ခဲ့ကြပါတယ်။နောက်တစ်နေ့မနက်မှာတော့ဆိုချီကမနက်စာစားရင်ဂျူနီချီရဲ့လက်ရာကိုချီကျူးလိုက်တာကြောင့်အဖိုးကြီးခင်ဗျာဘီယာရှင်တရားရဲ့ချီကျူးမှုကိုရလို့ပြောင်းဆုံးဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့စုကူယိုမီကတော့သူမထူးဆန်းတဲ့ဆွမ်းအားတွေကြောင့်စိတ်တက်ကြပြီးအိမ်ပြင်ထွက်သွားခဲ့ပါတယ်။ပန်းချန်ထဲမှာတော့ဆိုကို GS Woods နဲ့ဆိုချီတို့ဟာဒီရှင်တွေကိုဆွေးနွေးနေကြပါတယ်။ဆိုကိုကစုကူယိုမီတယောက်အတိတ်မိတ်နေလို့စိတ်ရှုပ်ထွေးနေတာပြပြတဲ့အခါဆိုချီကလည်းသူကိုယ်တိုင်နဲ့အတိတ်မိတ်ခဲ့ဘူးကြောင်းသူ့ရဲ့နာမည်အရင်ဟာထက်ဆူယာဆာဝါကီဖြစ်ကြောင်းပြောပြပြီးအားပေးခဲ့ပါတယ်။အဲ့အချိန်မှာပဲအိုမိုရိုစီကနေနာသာအာဂီတိုစစ်တပ်ကြီးဟာလမ်းသွားလမ်းလာတွေကိုရန်သားလက်ခတ်နေပြီဆိုတဲ့သတင်းရောက်လာပါတယ်။ဆိုကိုနဲ့ GS တို့ကတိုက်ပွဲနေရာကိုသွားပြီးဆိုချီကတော့စုကူယိုမီကိုသွားဖျော်ဖို့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တာက Black Woods တရားပြည့်စိတ်လူစုခွဲသွားတာကိုပါပဲ။တိုက်ပွဲမြေပြင်မှာတော့နာသာအာဂီတိုစစ်တပ်ကြီးနဲ့အတူ Hiyuri ကစောင့်ကြိုနေပါတယ်။ဆိုကိုနဲ့ GS တို့ဟာရန်သူစစ်တပ်ကိုထိုးပေါက်ဖို့အတွက်02နဲ့ GS Revive Gurasu ဖြစ်အသွင်ပြောင်းပြီးတိုက်ခိုက်ကြရပါတယ်။တစ်ဖက်မှာလည်းဆိုချီဟာပန်းချန်ထဲမှာဝမ်းနဲ့နေတဲ့စုကူယိုမီကိုရှာတွေ့လာပါတယ်။သူမရဲ့စွမ်းတွေကိုကြောက်ရွံ့နေပြီးဆိုကိုတို့လိုတငယ်ချင်းကောင်းတွေနဲ့ဝေးကွာသွားမှာကိုစိုးရိမ်နေကြတာပါ။ဒါပေမဲ့ Wine Rider ကြီးဆိုချီကတော့အဲ့လိုမတွေးခဲ့ပါဘူး။သူမကိုသူ့ရဲ့ Restaurant Accuracy ခေါ်လာပြီး Rita ထိုးဦးလေးဟင်းရလေးနဲ့တက်ခိုင်းအခါပါတယ်။အတိတ်မိတ်နေခဲ့ပေမဲ့လည်းဘီနာကလူတွေကသူ့ကိုလက်ခံကြိုးဆိုခဲ့ကြသလိုပဲဒီဟင်းရဟာလည်းသူ့ရဲ့လက်ရှိဘဝကိုဝစားပြုရဆိုတာရှင်းပြပြီးသူမကိုအားပေးခဲ့ပါတယ်။ဒီချိန်ထဲမှာပဲ Woods ဟာ Swatch နဲ့တရားမရင်ဆိုင်နေပါတယ်
စုကူယိုမီရဲ့မြေသူမြေဝါဖြစ်ကြောင်းကို Woods ကမြင်မြလိုက်ပေမဲ့အချိန်ထမ်းဆိုးတဲ့ဆွမ်းအချိန် Flash ကိုရိုင်းအောင်သူမရဲ့အကြောင်းကိုမသိဘူးလို့ပြန်ဖြေလိုက်တဲ့အခါ Woods ကြောင့်အောင်းသွားရပါတယ်။တိုက်ပွဲမှာတော့ ဆိုကိုနဲ့ Jess တို့ကရန်သူရွေကြောင့်ကြက်ရိုက်နေချိန်မှာ Woods ရောက်လာပြီးမူလနာသောအာကီတိုစစ်ကိုနိုင်ယူနိုင်ရင်ကျန်တဲ့ကောင်တွေပြောက်ကွယ်သွားမှာဖြစ်ကြောင်းသတင်းပေးလိုက်ပါတယ်။သူတို့ရဲ့အသင်ပြောင်းပြီးတော့စောင့်ကိုတက်ခိုက်နေချိန်မှာစုကူယိုမီကလည်းသူမဆွမ်းကိုထိန်းချုပ်နိုင်ပြီးကိုကြီးဖို့ရောက်လာခဲ့ရပါတယ်။ဆိုကိုက Zero Trinity ဖြစ်ပြောင်းဖို့ကြိုးစားပေမဲ့ရန်သူတွေဝိုင်းနေတော့မလဲကူဖြစ်နေချိန်မှာရုတ်တရက် G3 တက်ဖွဲ့ဝင်တယောက်ရောက်လာပြီးတော့ကူညီပေးပါတယ်။အဲ့ဒါဘာလို့လဲဆိုတော့စွမ်းရည်မရှိတော့ပေမဲ့လည်းစိတ်တမကြပဲကူညီခြင်းနဲ့ဆိုအချီပဲဖြစ်ပါတယ်။အဲ့ဒီကူညီနေတဲ့ဆိုကိုဟာ Zero Trinity ဖြစ်အာမဇာပေါင်းဆက်နိုင်ခဲ့ပါပြီ။ Woods ရဲ့ထုံးစံအတိုင်းခဏလိုက်တင်ညာမောင်းခတ်တန်နေတဲ့အတူတိုက်ပွဲအပြင်းထန်နေပါတယ်။ Trinity ဟာ Another Rider စီကနေ Akiro Ravage ကိုပြန်လည်ရထုတ်နိုင်ခဲ့ပြီးဆိုချစ်စီပြန်ပေးလိုက်ပါတယ်။ Shoji က Akiro Trinity Form ဖြစ်ပြောင်းလဲလိုက်ချိန်မှာတော့ Woods တရားပီတိတွေခါလို့အားပါရဟောပြောနေပါရတယ်။နောက်ဆုံးမှာတော့ Rider နှစ်ယောက်ရဲ့ Double Rider ခင်းတဲ့တူနောက်တော့ Akiro စစ်တပ်ကြီးတစ်ခုလုံးပြစီသွားပြီးလူသားတွေဖြစ်ပြန်လဲရှိသွားခဲ့ပါတယ်။ Sogo နဲ့ Jess တို့ကလည်း Tsukuyomi ကိုသူတို့ဖွဲ့လိုက်ပြန်လဲကြိုးစားလိုက်ကြပါတယ်။တိုက်ပွဲပြီးမှာတော့ Shoji ကပြင်သစ်ကိုပြန်ဖို့ပြင်ပါတယ်။ Sogo က Akiro Ravage ကိုပြန်ပေးဖို့ကြိုးစားပေမဲ့ Shoji ကတော့ Sogo ဘီယံဖြစ်လာဖို့အတွက်ဒီ Watch ကလိုအပ်မှာမလို့လက်ဆောင်ဖြည့်ပေးခဲ့ပါတယ်။ Tsukuyomi လည်းသူမတငယ်ချင်းနဲ့တူဝါသူကိုရှာလန်းဖို့ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ Woods ကတော့ Tsukuyomi ကြောင့်တစ်ခုတည်ထားပုံရပေမဲ့အခုလောလောဆယ်တော့လှုပ်ဝက်ထားတော့မှာပဲအခုဆိုရင် Sogo အတွက်စူးစမ်းမှု Ravage ကဖို့ပဲကြံပါတော့တယ်နောက်ထပ်မြင်တွေ့လိုက်ရတဲ့အာရုံထဲမှာတော့ Kamen Rider Hibiki ကိုမြင်လိုက်ရပါပြီ